camera 哦อันนั้นบัตรไลท์ camera လားပါဒီမှာလေ DJI မှာအခုကတော့မညာတော့တရုတ်ပြန်လာတော့တော့ဒီညီနဲ့မယ်ဒီမှာလေ hard monitor ရှိတယ်ဒီမှာမဖွင့်ချင်ဒီမြတ်တွေ့ပါဆုံးအေးတယ်ညဖုန်းလာကြဒီမှာက basement မှာပါဒီ basement ဒီထွက်တယ်လားမတက်အတေးအမကြိုက်တဲ့တော့မှာပါအပြစ်လာမဲ့တော့တယ်အေးကြောင်မြင်ပါအေးလေပြောတာပဲဟုတ်တယ်ပဲမတော့စနေတောက်ကြညက်လည်းကျွန်တော်ဝယ်တည်တယ်သွားမလို့သူ့ခေါ်သူမသွားယူသူ့စားတော့လောက်ပြီလိုက်လေသူ့စားတော့လောက်ပြီလိုက်ကျမဟိုဟာကိုလောက်ဆိုကျမနော်လင်ကိုပြောရအောင်မယ်အဲ့ဒါဆိုနော်လင်ကိုပြောပြီးတော့နော်လင်ကတော့ညနေပိုင်းသူလှုပ်ပေးမယ်တိလားကျမကိုလေအဲ့မနေ့ပိုင်းပဲထပ်ပြန်ခေါ်သူမနေ့လောက်တယ်ညနေတော့သူနေညနေသူနေပါမလားမသိတောက်ကြနေဆိုတော့လေအေးအဲ့ဒါစမကြည့်နေနောက်စိတ်ဆိုးတော့ဖျားကြောင်းမလာပဲနေဦးမယ်မဟုတ်အကယ်လို့ကျမနေဖြစ်တယ်ဆိုရင်တော့နော်ဟမ်အေးပွဲတော့ရှိတယ်ဒီတပတ်အေးမခင်မတဲ့လားကျမဟိုဟာဖြစ်နေကျမအစီအစဉ်ယူရတဲ့ဟာလည်းလူများယူပေးရမှာလုံးရှော့ရိုက်ဒီမှာလေအဘလီမှာရှိတဲ့လူတွေကြွားပြီးမလို့ငါမိမဘလောက်တော်လို့အေးမလုပ်ပါနဲ့ဒါချက်စားလားဟုတ်အဲ့ဒါမရလာနေနည်းရှိပါတော့တတိချာနော်3နိုင်လောက်ကြာမယ်ကြီးလားတလားမကြီးအခု count down လောက်လိုက်အောင်ခေါင်းတော့မနိုင်တော့စားရကလေးတွေတယောက်မှအဖေလိုပဲတယောက်မှစိတ်မရှိကြအောင်ကျမမမီးရဲ့ကျမရောက်ခမတစ်ခါစပင်းညက်ပြီးအဲ့နေစားတစ်ခါမှမညက်ခင်တနိုင်ကျော်တနိုင်လောက်ကြာမှာမကြတော့မြတ်ချင်းပြီးတော့လှလောက်ပြီးတာသူတို့ကနားမလဲသူလို့ဆိုစပင်းညမလားမိကလည်း hair dryer သုံးလား hair dryer သုံးလားဒီအင်္ဂလာပြောတာ hair dryer သုံးလို့စပင်ပါတယ်ဒါကျွန်တော်စပင်ကပါလာပြီလေဟုတ်လားဆိုင်လားမဆိုင်ဘူးနော်အေးလေဆိုင်ပါဘူးမဟုတ်လေအပူနဲ့ခဏခဏထိနေဆိုတာဒါပေမဲ့တခုရရှိရဲ့အဲ့တို့စပင်းတွေထိတာဘာကြောင့်ကျုပ်လဲဆိုတော့တို့ဒီလိုတွေဘာမှဒီမှာတို့ကရေနွေးမှမသုံးတာအေးဟာရေပူဟုတ်ဆိုင် hair dryer မ hair dryer လဲရေနွေးရေပူတို့ရေထုတ်လိုက်ရေပူပါအဲ့ဒါတို့ရေကောင်းတာဟုတ်လားအဲ့ဆိုရေခဲစင်ယူတော့ချိုးအောင်အဲ့ဒါမပေါက်နဲ့ထားတယ်တို့တတိထားကြရတော့ပေါက်နဲ့ထားကျွန်တော်မှပေါက်မရှိဘူးမဟုတ်ဘူးအဲ့ဒါဟိုစားအဲ့အပူနဲ့အဲ့နဲ့သုံးတော့ပေါက်နဲ့ထားတယ်ရေပူအေးလည်းဖြစ်တယ်ပေါက်နဲ့ထား
ဒီနေ့လာမနေ့ဆွဲတယောက်အဲ့ဒီဟိုလာဒီပြတာဖက်ဒရယ်ထိုးઆવીတဲ့စတေးမထိုးသေးဘူးကျွန်တော်လည်းမပြန်နိုင်တော့ငြိမ်လာတယ်ဒီလောက်ပူနေပါပူစရာလိုလဲပဲအချိန်တက်ညနှုတ်ပါပေါ့ဟိုအနေနဲ့အခုက Trump အချိန်လေတော့လည်း employee သိမရှိဘူးအဲ့ဒါမှဒီမို ပြောပါမယ်သူပြင်ရမယ်တိတ်ပြီးဆက်တာလားဆက်တာလား အဲ့ဒီမှာ democratic တက်တာဟုတ်မြန်မာပေါ့ဟိုမှာ fairway တွေကျွေးနေရဆိုတော့ပူတယ်မပူနဲ့ don't worry အချိန်တိုင်တော့ထုတ်လိုက်မယ်မထုတ်ရင်လည်းတို့စာပို့လာလိမ့်မယ်စားတော့မရှိပါဘူး 5% ပါပဲဒီမှာမရတဲ့ပတ်စံ refund မရတဲ့လူတွေကကျွန်တော်မှာစိတ်ဆိုးနေပြီတော့ဒီမှာပဲတရားနာရှိတယ်မရသေး3ရောက်လာမသိအားလုံးပါတနေ့တနေ့နေ့လာသူနေ့ဒီတနေ့ကသူတေးတာသူတေးနေ့ဆိုတော့သူလည်းမပြောတော့လေပြောချင်တာဒီမှာလာတဲဦးပါမဟုတ်ဘူးသူကရှုပ်တယ်ကျွန်တော်လည်းနားမလဲဘူးဘလို့တိမှလည်းမသိဘူးမင်းတော့လည်းဟိုကလည်းပြောတယ်မပြီးသေးတဲ့ RS ကလည်းမင်းလည်းမသိဘူးတဲ့ဘာမသိသူကလည်းဟိုစားစစ်တဲ့လူကတစ်ဖွဲ့ဖုန်းခွန်ကန်တဲ့လူကတစ်ဖွဲ့ဆိုတော့တယောက်မှမသိကြဘူးလည်းမျိုးဘာကြောင့်တိတာလဲဘာလိုတာလဲမပြောဘူး wait give you another 90 days 90 days မှာစောက်တော့မှာပတ်စံလိုနေပြီမတော်ရမှာမရရသေးဘူးပြောရင်နာမဟုတ်ဘူးပေးတာမရှိပေးရတော့မြင်တယ်မပူနဲ့ don't worry ဟုတ်တယ်ဒီတနေ့ကကျွန်တော်တိတိထားမိတယ်မြင်တဲ့လူကမြင်တယ်နေတဲ့လူကနေတယ်ကျွန်တော်တိတိထားမိတယ်အဲ့ဒီ April 15မှာပဲထုတ်ကြတယ်အများဆုံး Federal လေမထုတ်သေးဟုတ်တယ်ဒါပေမဲ့မပူနဲ့ don't worry မထုတ်ရင်ကျွန်တော်သတ်ထုတ်မယ်ไม่ปูตัวหลากให้หน่ะแล้วอเมริกาโหเขามานี่น่ะก้าวๆในมาเลเซียมาအခုမလာမကြီးနေနဲ့ကြောင်မတတော့မလားปูตัวหลากให้တော့လေဟိုမနေလားကောင်းကောင်းလေးနဲ့ဝဝဆိုင်အိစာနော်ဝဝအိပါခုမှဒီမှာရမှာတချို့လူတွေပြန်ရှင်နေရှိသေးတယ်ပြောတာမင်းတင်ညာဟဲမရကေပါတော့ဟိုအဖြူမတော့မှကျွန်တော်ဒီမှာထက်လာတွေ့လားသူတို့ဒီနိုင်ငံဒီမှာငါနေတော့ငါသေးတဲ့ဒီပြန်ငါခိုင်းမယ်သူပြောတာအခုတော့မှသူဘယ်လောက်ရှိလဲ65လား90လားအဖြူမအော်စတင်မှာသူတော့ဒီမှာထက်လာတွေ့လားအဖွားကြီးရှိနေဒီမှာပဲလေဒီမှာပဲအော်စတင်ရပဲသူမဟုတ်သူကအိုင်ဝါကရင်တော့ဒီမှာသူလာနေတာနင်း30လောက်ရှိပြီတဲ့အော်စတင်မှာပြောတာဒီမှာဆက်နေတော့ငါသူများခိုင်းမှာသေးတဲ့ထိပဲအဖြူမတော့မလက်ဦးခံတယ်ဆိုတော့ကျွန်တော်လူတွေတော့သွားပြီးတော့ဒုက္ခတွေနားတယ် immigrant ဆိုဘယ်လိုလုပ်တော့မလဲအခုတော့မှကျွန်တော်စဉ်းစားနေဟိုကဆိုမာလီတွေ PC မဖွင့်တော့ဆိုကျွန်တော် PC ဖွင့်မလားလို့ဒီမှာလုံးပြန်ပြီအရက်ကပါနေတယ်ဟိုလေကျွန်တော်တို့အမှကန်လောက်မယ်လေသူများလှုပ်ရလုံးမလဲဟိုမှာကျတော့တို့တွေဘာလဲဟို transportation လောက်ကားတွေမှာလည်းတရားမှမရှိဘူးရှိတယ်လို့ပဲတင်ပြီးတော့ဟိုစာရီဖြည့်ပြီးတော့ပတ်စံရ
သူတို့တက်တယ်မှာကျွန်တော်သိတယ်သူတို့တင်ဒါမဲ့ဒီကနေ့သူတို့အသက်ဝ country ဟိုမှာလာဆိုတော့ဘိုးဆိုတဲ့ဟိုအဲ့ဒီ civil war ရှိတဲ့သားတယ်ပြီးတော့လည်းဟိုပဇာရဖျားလဲရကာယလို့ဒီဘလာဟိုဖာဂျီနီယာဘလာဝူဘရီမာနေတာသူ့အိမ်သမ ्या သိန်းလို့မရသေးလို့ဆိုသူယောက်ကြတော့ဟိုဆိုမာလီပဲပြန်သွားပြီးထွက်သွားရင်သိန်းလို့မရဆိုတာဘယ်လိုဖြစ်လို့လဲလောဆယ်တကယ်လို့ပြန်ရွာမယ်လူတို့ဆိုသူတို့သိန်းလို့မရသေးဘူးအဲ့ဒီ prosecutor တွေရတယ်လောဆယ် democrat တွေများတာဟိုလောဆယ်သူတို့ကသူသိကြမှာကျွန်တော်လည်းနားမလဲအဲ့ဒါ republican တက်မှာပဲသိမယ်ခုလောဆယ်ပြောတော့မယ်ဘိုးကြီးကပြောတော့နောက်တော့သူပြန်ယူတော့လေအဲ့ဒီသူတို့ဒီမှာ team work ဆိုမှယူတော့အခုက Republican နဲ့တယောက်စီရတယ်4ယောက်5ယောက်လောက်ရှိတယ် candidate တွေလေကျွန်တော်ကြိုက်တဲ့တယောက်တော့ရှိတယ်အဲ့ဒီ doctor တယောက်ရှိတယ်အဲ့ဒီ Republican ပဲအဲ့ဒါလောစေရာဒီ midterm မှာဒီလာမယ့် November မှာပါအဲ့ဒါ midterm လို့ခေါ်တယ်အဲ့ဒါသူတို့ပြန်ယူမှာမလွယ်ပြီးတော့လည်းအဲ့ဒီ Ramsey County မှာလုပ်တဲ့လူတွေလည်းဆိုမာလီပုံပဲ Ramsey County မှာလေ DHS တို့ဘာတို့မှာလုပ်တာလေဆိုမာလီတွေပုံပဲအဲ့ကြအေးဘောသူတို့ချင်းပဲပြန်ပြေးကြတော့အဲ့ဒါကြအေးကျွန်တော်တို့ကရင်နေမပါသေးလားမသွားရလားတို့ကရင်နေရှိတယ်တို့ကရင်အလုံးလုံးပြအဲ့ဒါနေအကုန်လုံးဖတ်တဲ့သူတွေပဲများတယ်အေးအကျော်တော့ပါသေးတာပဲပါသေးတယ်ရောမနိုင်ရောလေကောင်းမစားခိုင်းနေဟုတ်တယ်မရှုပ်တယ်မကောင်းစားမခဏဘောလုံးရောက်တိုင်းလုံးလို့ထွက်သွားတယ်နောက်တော့ဟိုစားလဲဟိုစပီဘောဟိုဝုန်းခွဲတယောက်လည်းရှိတယ်သူကထွက်သွားပြီလားစပီဘောရုပ်ဝုန်းခွဲပဲရလားနားမလို့လားသူကတနည်းလေတရလေဟိုစားလဲ PC ဖွင့်တာနော်ကလော်လေးอ่ะအေးလေမသိနော်မသိဘူးနော်အဲ့ဒီတယောက်သူထွက်သွားပြီထင်တယ်ငါချက်ပုံစံသူထွက်သွားပြီသူလည်းမလုပ်တော့ဘူးထင်တယ်ဟာလား PC ပဲပြန်လောက်တော့ဗာတယောက်ကြာနေမနိုင်ဘူးနဲ့ကောင်းစားခဏလည်းဖြစ်တယ်ပါဇက်လည်းနိုင်ရမယ်ဆိုမာလီလိုပါဇက်မြင်မှမယ်နော်ကလော်ဒီအကျက်ပူလာတော့သူအဲ့နဲ့ထွက်သွားပြီးပုံစံပဲဟုတ်လားရိုက်ထားဘယ်လိုမျိုးကျော်လိုက်လာဗီဒီယိုလားဗီဒီယိုလက်ရှိတော့ပုံမှန်လေးလက်မြအသိမကြပါဘူးတက်နိုင်တော့မရှိရမိနစ်20လောက်ပဲရှိရမယ်အခုတော့မှမပြီးသေးဘူးပုံတော့ထွက်လာသေးဘူးအရှိကျန်သေးတယ်လေဒါနောက်နဲ့ဘေးပဲရှိသေးတယ်မလဲအရှိမပါသေးတယ်မှာအရှိကျန်သေးတယ်ဘလို့လဲဒီမှာလာငါကြလားမလုံးမှာတော့ဟမ်မလုံးမှာတော့အနောက်မိမိထုံးစပင်ညပေးတာပါလူကြီးတွေဟိုတနေ့ဘုခုနေ့ငါအလုပ်တအားရှုပ်နေတဲ့အချိန်မှာဟိုစားပါလေငါဖုန်ဒီလေဘေးလားဂျန်နစ်လားဘေးဒီချက်ကပါနေတော့ promise ဟာတော့လည်းခုတလားရှိသွားပြီလာပဲပပေါ်လာဒီစပင်းညက်ပြရမှာငါပြောတယ်ငါရည်နေရောက်ချူမှာငါအချိန်မရှိဘူးငါမလောက်နောက်တစ်ပတ်လာမယ်နောက်တစ်ပတ်ငါညက်ပြီးမယ်နောက်တစ်ပတ်ဆိုအခုလည်းငါပေါ်ပါအဲ့ဒါဒီနေ့စားရပြောတယ်ညီကလည်းရပုံကပြောတတ်တယ်ဒီပြောနောက်တစ်ပတ်လာပြီဆိုဒီပြောက်သွားလိုက်တလားလေမီကီအရင်ကလည်းအဲ့ဒီကျွန်တော်အဲ့ဒီ right street နဲ့ Lampage မှာကျွန်တော်အများအားစပင်တော့ညရတယ်အဲ့ဒီ Vietnamese ဆိုင်တလုံးရှိတယ်သူကဆက်နေကြပါကွယ်ပြီးတော့အဲ့ဒီ Ukraine စီလက်ဖြစ်ရောသူ19ကနေ20အခု20ကျော်သွားပြီ